ရှန်ရှီကုမ္ပဏီအုပ်စုရဲ့တရေခန့်ထဲခမရကိုအများပိုင်ငွေအလွဲသုံးစားလုပ်မှုနဲ့စုံစမ်းစစ်ဆေးဖို့အတွက်အထက်ကဆေးလွတ်လိုက်ပါတယ်ကျွန်တော်တို့လည်းပူးပေါင်းဆောင်ရွက်ပေးပါအကိုမြန်တော့ကိုယ်စိတ်မပူပါနဲ့ငါ့ကိုကောက်ခဲ့ဖို့တာမဟုတ်ခဲ့ရင်ရှန်ရှီကုမ္ပဏီအုပ်စုကိုပြစ်မှတ်ထားမှာမဟုတ်ဘူးအကိုလည်းဖန်ခံအမှာမဟုတ်အကိုကျမ်းမိတာအစိုးရင်းဆိုင်နေတာထွက်ခေါင်တယောက်ပဲရှိတော့တယ်သူ့ကိုတောက်တွေ့မှဖြစ်မယ်တခင်လေးမိုးကတဖြည်းဖြည်းတဲလာပြီနော်တခင်မလေးကဒီတိုင်းဆိုကျမကြီးမခံနိုင်မှဆိုးရတယ်တကယ်ကိုကင်တွဲခတ်တဲ့ကြောင်မလေးပဲသူ့ကိုဝင်ခွင့်ပြုလိုက်ပါဟုတ်ကဲ့ချမ်းမီတာသူကကင်တွဲခတ်တယ်ငါသာကူညီပေးမယ်ဆိုရင်ဒီတော့မင်းပေးရမယ့်ခါချင်းငွေမတက်နိုင်ပါမလားစစ်ဆက်ဖို့အတွက်တွေ့နေရလို့ကြားတယ်လိုပဲဖြစ်ဖြစ်ယောက်ျားတယောက်တော့လူတာပဲလေငါဘလို့လဲချင်းကမကောင်းနဲ့ကောင်းသွားကျေးဇူးဆက်တဲ့အနေနဲ့ကျမခန္ဓာကိုယ်ပေးလိုက်မယ်